လာပဲအဲ့ဒါကြီးလည်းပါထိုင်ကြပါဦး 哦，你啊，ဒီကလေးမရဲ့အဖေလား ဟုတ်ကဲ့ ပြောလို့လားဟာ အဖွာပြန်အောင် ဒီငါပြောပြရစေဦးဒီတိတော်ရောက်လာပြီးမှငါကြည့်စမ်းသားသမီးကိုဘယ်လိုဆုံးမပုံသင်ထားတာတော့ဝတ်စားထားတာကြည့်ပါဦးဟဲ့ဟိုပေါ်ဒီပေါ်နဲ့ညီရတဲ့သူတော့အင်မတန်ရှက်ဖို့ကောင်းတယ်ဒီလိုဝတ်စားထားတာလေမြန်မာရည်ချင်းမှုနဲ့လည်းလုံးဝမညီဘူးဟာအပြင်အနေကိုလာပါလို့ဖိတ်ခေါ်နေတာလေအတူတူပဲတော့ရလား အဖွာပြန်မယ် မျိုးလေငါပြီးအောင်ပြောပြရစေဆိုတာကိုမင်းသိထားပါသားသမီးဆိုတာတန်မိုးရှိတယ်ကြောက်တုံးနေအတူတူပဲနော်မိဘတွေးတတ်ရင်တွေးတတ်တယ်ရဲတနာဖြစ်လာတယ်အေးမိဘအတော့မကြဘူးဆိုရင်တော့ကြောက်တုံးကအထုံးပဲဖြစ်ပါပဲမင်းမိဘကိုသိရလားမသိပါဘူးငါပြောမယ်မကောင်းမြစ်တာကောင်းရာနေလေအတက်တင်စီသေးဝေနေထိန်းများခြင်းဟိုနိုင်ဟာဒီမေတို့ဒါတဲ့အေးငါပြောတာပြောတော့ငါ့ကိုပြန်ကြည့်နေကြည့်ရတာသူဒါတွေကြားမှုကိုပေါ်ရလားမသိပါဘူးဒီမှာသေးသေးချာချာမှတ်ထားပါသားသမီးကိုသေးသေးချာချာတော်သေးဆုံးပါမင်းကြည့်ရတာလေမိမယူခလေးမွေးလာတဲ့ခလေးကိုကျွေးထားနိုင်ရင်တာဝန်ကျေတယ်လို့ယူဆနေပုံပဲမိဘကိုတရားချိန်ပြောင်းနေစမ်းပါမိဘပြီးတော့နေစမ်းပါစေတနာနဲ့ပြောတာနော် အဖွာ သွားမယ်လားပြောလို့လည်းပြီးငါဒီခေါ်နေတာပဲတကယ်တဲ့ အဖွာရိုက်ခဲ့တယ်သူအရာရှိဗျ ဟောမင်းကဘာဖြစ်နေတာလဲသူ့ဟာသူအရာပဲရှိအမရုပ်ပဲရှိငါကသူ့သမီးကိုကောင်းစီခြင်းလို့သုံးပါလားအေးကောင်းပါစမ်းပါ ကဲမကြီးတကယ်ချင်းမင်္ဂလာဆောင်ပြီးသွားရင်လား မင်္ဂလာဆောင်နေမဟုတ်မင်္ဂလာရအောင်ပြီးသွားပြီ အပြင်သွားအောင်လေ အပြင်သွားလို့မဖြစ်သေးဘူးမီးလေးရဲ့အိမ်မှာလုပ်နေရှိသေးတယ် အလောက်ကန်ရှိတာကျမမအောင်အလုပ်တွေရှိသေးတယ် အလုပ်တွေကအရင်ကြီးတော့ဘူး မောက်စီကနေဒီလိုစကားမျိုးတစ်ခါမှမကြဘူး ဒီတော့နော်မလိုက်လိုက်ခုံးလည်းပြောအဲ့ကဲ ဟုတ်ပါပြီလာခဲ့မယ်စောင့်နေ ဒါလည်းတော့တောင်း မီးလေး ဘာလို့လဲ အပြင်သွားမယ်ဆိုအင်းကြီးလေးကြီး မရ မီးလေးပြောတယ်လေအပြင်သွားမယ်ဆိုမင်းရုပ်တင်းခေါ်နေပြီးတော့မီးအကြီးလည်းမကြောက်ဘူးနော်အခုလည်းမကြောက်ဘူးညလေ မကြီးစောင့်နေရကြာသွားပြီလားမောင် မောင်နော်ချိန်တော့လဲမောင်မယ်နောက်ကြတော့လဲမောင်မယ်နေချင်းစိတ်မတူချင်တော့ စိန်ဆိုးရတယ်မကြီးရယ်မောင်ကဘောအောင်စောင့်နေရတယ်ပါ ဘာ ဟုတ်တယ်အမေကြီးကညွန်စင်ညွန့်တစ်ခါမှမရောက်ဘူးသူလည်းလိုက်ဖူးကျင်တယ် ဟယ်လိုရောက်တဲ့တွေ့ရမှာအဖေကခေါ်လာတော့ဘလို့လို့အဆင်ပြေပါလဲ မေကြီးရယ်ဘာမှဖြစ်ပါဘူးဟိုလေမေကြီးကိုနေခင်းကြရင်စားကြတစ်ခုကျွေးလိုက်မယ်ပေါ့ပြီးကြရင်သူသွားပြည့်နေရလဲပို့ပေးလိုက်မယ်အပြင်ဘောင်နဲ့မေကြီးလည်းအေးစိစကားထိုင်ကြလို့ရတယ်မေကြီးနော်ဘာဖြစ်ပါလဲဟာမမေးကြမေး ဖေကျော်လေး 好。 ဖေကျော်လေးဒီမှာလေးတကမှလောရေကမ်းပါ 叔叔这种活完了，不喜欢没活啊，没呀嘞。 ဘာဖြစ်လို့တကယ်လို့ငါမျိုးချင်းလို့ရွှေချိုးလေးလို့ခေါ်တာငါမကြောက်ဘူးဆက်ရပါလေရွှေချိုးလေးကရွှေချိုးလေးပေါ့ 我把没也给家人家没听也对的喏。 သူနာနော်ဒီတတရဲ့ 接豆，来的不？接豆。 မောင်ညီကြီးတို့လက်ထက်ကိုတော့အဖွားနဲ့ပုံနေတာ 你看我，我呢，你呢，他在养哪里的？你呢，不会的，对呢。这一家的，这里的啥比超过吗？
ဟုတ်လားအမဂိမ်းနေနေတခေါ်ရောတခေါ်လာကြပါဦးတခေါ်ရောမတို့ဟိုမှာအဲ့ကောင်ခိုးတာမြင်လို့တမပေးလိုက်တာ ဟာတော်ပြီပါဗျာဒီကလေးပန်တော့လို့ဒီထဲမှာလေငွေထက်အရေးကြီးတယ်ပတ်ဆို့တယ်အရေးကြီးတဲ့ဆန်းဆန်တွေပါတာဗျာကံကောင်းလို့ဗျာ အေးမောနောက်ဆိုရင်ပေါ့ဆဆမနေနဲ့ အော်ဒီမှာမကြီးဟိုမကြီးကျေးဇူးတင်တယ်လीကျွန်တော်ကျေးဇူးဆက်ပြရစီဗျာဒါလေးတော့လက်ခံပြီးတော့နော်ဒါလေးတော့ ဟုတ်စား ဟုတ်ကဲ့ အဲ့ပစံငါဘာလို့ရမှာလဲမင်းသိချမ်းသာနေတခြားဆင်းရဲသားတွေသာလှူလိုက်တော့နော်ငါမင်းစီကဘာမှမျောလိချက်ထားတာမဟုတ်ဘူးရိုးသားသားကူညီတာငါတို့တော့မှဒါထုံးစံပဲမှတ်ထား ဟုတ် ဟိုကလေးပဲရောက်သွားပါလားဟိုင်းဘယ်ရောက်သွားမှမသိဘူး ရိုးသားပြီးစိတ်တန်းနေတဲ့ပွားကြီးလေ ပြောစမ်းမှာဘယ်သူလဲလို့ကိုဖူးရှိလာမင်းရဲ့အဖွားလေးဖေရရဲ့သာကိုဖူးရှိလာမင်းအဖွားဘာဖြစ်လို့လဲဘရန်နီအိုက်ဖွားရဲ့ဒီလို့သိသိတာဗောအဲ့အဖွားကြီးလေအိမ်ထိလာပြီးဖက်ဖက်ကိုပါရပြီးပြပြနဲ့ပြောရတဲ့အဖွားကြီးဘာပြောလဲဖက်ဖက်ကိုပါရသွားတယ်ဟဲ့လားဟုတ်တယ်လုံးနဲ့ဖက်ဖက်တို့လူကြီးလူကောင်းတယောက်ကိုတော့ပါရသွားတယ်ဆိုတော့လုံးဝမဖြစ်တယ်ဘူးနေအဘယ်လိုလုပ်မှာလဲဒီနစ်ဘယ်တော့နေပြောတဲ့နေပြီနော်နေကြပြော မောင်အဖွာတစ်ဖက်ကိုပါရိုက်ပြီးရေးရဆက်ပြောသွားတယ် ဟင်မဖြစ်နိုင်တာမေကြီးကလေ ညီမလေးကိုယ်တိုင်ပြောတာ မဖြစ်နိုင်တာမေကြီးကလေမောင်မေကြီးနဲ့မေကြီးရဲ့ဖေဖေနဲ့ဘယ်လိုတွေ့ပါလဲနောက်ပြီးတော့မေကြီးကလေသူတစ်ပါးကိုရိုင်းရိုင်းတိုင်းနဲ့အဲ့လိုမျိုးလုပ်တဲ့လူမျိုးလည်းမဟုတ်ဘူး မမောင်မောင်ပန်းကမှာအဖွာနဲ့တူတိုက်ထားတဲ့ပုံကိုကြည့်ပြီးညီမလေးကပြောတာလုံးဝမနိုင်ဘူးမောင် ကဲမေကြီးအဲ့ဒီကလည်းတော့ပြောအောင်ကွာမောင်ကူဒီမှာအရန်လုံးရှုံနေလို့ project ကိစ္စဒီညအပြီးလုပ်ရမှာဘယ်နဲ့ကြပါရေးတာပြောနော်ဒါပဲတော့ဘာလို့ကြောက်လိုက်တော့လဲ မောင်ဘုန်းကြီးနဲ့မောင်ကျွန်တော် project ကိစ္စအတွက်တောင်းပန်ပါတယ်ဗျာ မင်းတောင်းမရုံနဲ့ပြီးသွားမယ့်ကိစ္စမျိုးလားပြောဒါအလို့ကွာမင်းကငါယုံလို့တစ်ထဲကိုငါတာဝန်ခံထားတာလေ ကျွန်တော်စင်ကြီးပေးစရာပါစကလုံးမှလည်းမရှိတော့ပါဘူးဗျာကျွန်တော်